လွမ်းလို့ရည်တဲ့စာမြကြီးပြီးခဲ့တဲ့ခရစ်စမတ်တုန်းကဆောင်းတော်ကူးပင်လေးလက်ဆောင်ရခဲ့တာတိမှာပေါ့အိမ်ကိုရောက်လာတော့ကသူ့စီမှာပန်းဝင်တစ်သေးလေးတုံးဝင်ပါလာတယ်အရွယ်ကတစ်သေးလေးအိမ်ကောင်းရင်မြေခွက်လက်မှာဝါးစင်ကလေးဆောက်ပြီးသူ့ကိုမွေးခဲ့တာသူ့အညွန့်လက်တက်လေးတွေတရိပ်ရိပ်တက်လာတာကိုစောင့်ကြည့်ခဲ့တာသိလားသူအရွယ်ရောက်လာတာတိတ်မြန်တာပဲသူ့ရဲ့ကြီးကအခုဆိုအိမ်ကောင်းရင်မြေခွက်လက်တဝက်လောက်ထိရောက်လာပြီအခုဆိုသူကပန်းတွေတောင်ပွင့်နေပြီဒီနေ့သူ့ပန်းဝင်တွေကိုစတွေ့ခဲ့တာပဲနှင်းလိုဖြူနေတဲ့ပန်းဝင်သေးသေးလေးတွေစုနေတဲ့ပန်းအစုအဝေးလေးကိုမြင်ရတာတိတ်ကြည့်နူကိုကောင်းတာပဲကျမအချိန်အကြာကြီးမျှော်ခဲ့ရတဲ့ဆောင်းတော်ကိုပွင့်တွေပေါ့တိတ်လာတယ်တနေ့လုံးဘာမှထွေထွေထူးထူးလုပ်စရာမရှိတဲ့အခါပန်းတွေကိုကြည့်စေခြင်းနဲ့ကိုယ်တိုင်စိုက်ပျိုးထားတာမဟုတ်ရင်လဲဈေးကဝယ်ယူလာတဲ့ပန်းတွေပဲဖြစ်ဖြစ်ပေါ့အိမ်ရဲ့တနေရာမှာသူတို့ကိုနေရာချပေးလိုက်ဖြတ်သွားဖြတ်လာမြင်လို့ရနေမဲ့နေရာမျိုးလေးတော့ဖြစ်နေပါစေပေါ့တနေရာမကပန်းတွေထားခြင်းရင်တော့ပိုကောင်းတာပေါ့ပန်းတွေများနေတာမှာပြဿနာဖြစ်လာစရာမှမရှိတာကိုယ်တိုင်စိုက်ပျိုးထားတာဆိုရင်တော့လုံးဝမခူးစေချင်ဘူးသူတို့ဒီတိုင်းပဲထားသူတို့ရှိတဲ့နေရာကိုသွားပြီးကြည့်ဒါမျိုးပဲဖြစ်စေချင်တယ်ဘာကိုမှအထွေအထူးလုပ်စရာမရှိသလိုဘာကိုမှတင်းနေအောင်ဖက်ထွယ်ထားလို့မရတဲ့အချိန်တွေမှာကျမပန်းတွေကိုကြည့်တယ်သူတို့အယောင်နဲ့သူတို့ရက်နံနဲ့ကျမကိုကျမထိုးထည့်ထားလိုက်လို့ရတယ်ကျမမနစ်မြို့တဲ့လေဟာနယ်တွေကိုရှောင်ရှားတဲ့နီးပေါ့ဒါကိုတတ်တည်နေတယ်လို့မခေါ်စေချင်ဘူးလူဆိုတာမကြာခဏထိခိုက်မိတတ်တဲ့တတ္တဝါမျိုးမဟုတ်လားအနာတတနီးတွေကိုရှာဖွေထားရမှာပေါ့ပန်းတစ်ပွင့်ဟာအနာရရကိုကုသပေးနိုင်တယ်မြေမှာပေါက်နေတဲ့အရိုင်းပန်းလေးဖြစ်နေပါစေအောင်ဒဏ်ရာကိုကုစားနိုင်တယ်အဲ့ဒါကိုသိစေချင်တာကြည့်လိုက်မိတဲ့ပန်းမှာနာမည်မရှိလဲဖြစ်တယ်ကြည့်လိုက်မိတဲ့ပန်းရဲ့နာမည်မသိလဲဖြစ်တယ်ကြည့်ပါပန်းတစ်ပွင့်ကိုရဲရဲတင်းတင်းကြည့်လိုက်ပါကြက်ခဲနေတဲ့ကာလတွေအကြောင်းကိုကျမသိတယ်ဒီတော့ကျမပြောတာကိုယုံစေခြင်းနဲ့လူတွေနဲ့ပန်းတွေများများလို့ကြည်အေးလဲပြောခဲ့တယ်မလားပန်းတွေဟာရံမဖြစ်ဘူးလို့သစ္စာနီလဲကြပြရေးခဲ့တယ်မလားပန်းတွေဟာကျမတို့ထက်တက်တန်းပူရှည်ခဲ့တဲ့ကဘာဦးဖြစ်တည်မှုတွေပါဘာမဆိုသူတို့မြင်ခဲ့ဘူးပြည်သားဒါကြောင့်ပွင့်နိုင်ကြတာဒါကြောင့်ကြွေတာကိုကပွင့်တာပဲလို့မောင်ချုံးတွေပြောခဲ့တာပင်မဲနဲ့မဟုတ်လားထုံမပြောချင်တာတွေလည်းရှိတယ်မဟုတ်လားငိုလို့မရလို့ရီလိုက်ရတဲ့ဟာတာတွေလည်းများပြီမဟုတ်လားအဆင်ပြေလားမေးတိုင်းဒီလိုပါပဲလို့ဖြေတတ်ခဲ့တာဘယ်အချိန်လောက်ကလေးကဆိုတာမမှတ်မိတော့ဘူးမဟုတ်လားပန်းတစ်ပွင့်ကိုသာရဲရဲတင်းတင်းကြည့်လိုက်ပါကိုချစ်ရတဲ့တစုံတဦးနဲ့လမ်းခွဲရတော့မယ်ဆိုရင်သူ့ကိုပန်းတစ်ပွင့်ရဲ့နာမည်တင်ပေးလိုက်ပါတဲ့ကျမသဘောကျမိတဲ့ရုပ်ရှင်တွေကစကားလေးပါပန်းတွေကနှစ်တိုင်းပွင့်နေမှာမို့
ကိုကိုအမြဲတတိယနေစေဖို့ထင်ပါရဲ့ဘလောက်လာလိုက်တဲ့စကားလဲလမ်းခွဲဖို့မဟုတ်လဲတစ်ဖက်သားကိုမမေ့စေဖို့နဲ့ကိုလည်းမမေ့စေဖို့ပန်းနာမည်လေးတစ်ခုတော့ရှိတဲ့နယ်လေဒီပန်းဟာဆောင်းတော်ကူလို့ကျမပြောခဲ့ခြင်းနဲ့ဒီဇင်ဘာ9 2021